ဇလိုင်းရဲ့အစမှာမစ်ဆူကီတယောက်လာမင်းကြီးကိုမောကြည့်ရင်သူ့ရဲ့မွေကနေတဆင့်တယောက်ယောက်ကိုအမ်ဘူအဖွဲနဲ့ကလှုပ်တာနဲ့နောက်ွယ်ကသူ့အကြောင်းကိုပြောပြနေပါတယ်။အဲဒီနောက်သူဟာတယောက်ယောက်လာနေရကြောင်းပြောလက်စစကားကိုရက်လိုက်ပါတယ်။ VPN လေးဖွင့်ပြီးကြည့်လို့ရရင်ကြည့်ပေးဖို့တောင်းဆိုပြစီခင်ဗျ။အဲဒီနောက်ကြောင်းပြန်တဲ့အခါမှာတော့မစ်ဆူကီတယောက်စမ်းသပ်ခံတစ်ခုရဲ့ဖန်ပြုံထဲကနေနိုးလာပြီးအမည်မသိအရေးတစ်ခုကသူ့ကိုလာခေါ်သွားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့အကယ်ဒမီကျောင်းသားတွေလေ့ကျင့်မှုတစ်ခုနဲ့စာမွဲဖြည့်ဆို့နေကြပါတယ်။သူတို့လောက်ရမှာကတော့၃ယောက်တစ်ဖွဲ့ခွဲကအတားအဆီးတွေကြော်ပြီးပန်းတိုင်ကိုရောက်အောင်မှာဖြစ်ပါတယ်။အသီးသီးပန်းဝင်ကြပေမဲ့သူတို့ရဲ့အဖွဲ့သားတွေကိုမဆောင်တာကြောင့်တစ်ယောက်စီလောက်သာပန်းဝင်ကြပါတယ်။ဘိုရိုတိုမစ်ဆူကီနဲ့တန်ကီတို့၃ယောက်ဖွဲ့ကတော့တက်ကီကိုကူညီနေရတာကြောင့်ရှေ့ဆက်ရမလို့ဖြစ်နေပါတယ်။နိုင်ငံကျော်ရဲ့အတားအဆီးရောက်မှာတော့တန်ကီတယောက်ကလက်လျှော့လိုက်ပြီးမင်းတို့ပဲပန်းတောင်းဝင်လိုက်လို့ပြောပေမဲ့ဘိုရိုတိုကတော့အဖွဲ့သားကိုမထားနိုင်ခဲ့တာကြောင့်ပန်းမဝင်မှတန်ကီကိုကူပေးပါတယ်။မစ်ဆူကီလည်းမနေနိုင်တော့ပဲလိုက်ကူညီပေးရကနေမစ်ဆူကီတယောက်ကူညီရတာကိုသဘောကျသွားပါပြီ။သူတို့၃ယောက်ကတော့ကူညီနေကြတာကြောင့်ပန်းမဝင်နိုင်မှဖြစ်သွားပါတယ်။တခြားဖွဲ့ဝင်တွေကတော့မင်းတို့မှာတန်ကီပါနေလို့ဖြစ်တာဆိုပြီးလှောင်ပေမဲ့ဘိုရိုတိုကတော့လက်မခံမင်းတန်ကီဘက်ကကာဝယ်ပြောပေးပါတယ်။ခဏနေတော့သူတို့အားလုံးဆောင်ဝဲကြပြီးတကယ်တော့ဘသူအရင်ဝင်လဲဆိုတာထက်အဖွဲလိုက်ဆောင်ရွက်စီချင်တာဖြစ်ပါတယ်။အခု၃ယောက်ဖွဲ့တွေဟာယာယီဖြစ်ပြီးနောက်ပိုင်းမှာတရားဝင်၃ယောက်ဖွဲ့တွေအဖွဲပေးမှဖြစ်ပါတယ်။ကျွန်တော်နဲ့ဆောင်ဝဲပြီးတော့ဘိုရိုတိုတို့က Ghost အကြောင်းကိုပဲပြောနေကြပါတယ်။ Ghost ပြဿနာကအခုထိဖြစ်နေအောင်ဖြစ်ပြီးနောက်ွယ်ကလူတွေဟာဘိုရိုတိုတို့ကိုဂရုမစိုက်ပဲဆက်လုပ်နေရကြောင်းကလေးတွေကိုအထင်မသေးရဘူးလို့ကြွေးကြော်ပြီးတက်ကြွနေကြပါတယ်။အားလုံးကဘိုရိုတိုနဲ့အတူတက်ကြွနေတာကိုမြင်ပြီးမစ်ဆူကီတယောက်ဘာလို့မြန်လူတွေကဘိုရိုတိုနဲ့ဆိုရင်တက်ကြွနေကြလဲဆိုတာရှီကာတိုင်းကိုမေးပါတယ်။ဒါပေမဲ့တေချာမဖြစ်ပေးနိုင်တာကြောင့်အလိုမကျဖြစ်နေပါတယ်။တစ်ဖက်မှာတော့ရှင်တို့ကိုနိုဟာမာရုနဲ့မိုအဲရီတို့၃ယောက်ကျောင်းသားတွေအကြောင်းတိုင်ပင်နေရမှာတော့ဘိုရိုတိုဟာအတန်းရဲ့တော့ချက်ပဲလို့ရှင်တို့ပြောတာကြောင့်ကိုနိုဟာမာရုတယောက်သူ့ကိုဆရာရဲ့သားဖြစ်သူအတွက်ခုံယူမဆုံးပါပဲ။နောက်နေ့အီဝါရီတယောက်ကတော့ကနန်းတင်းချာကိုအသက်အတန်လေးလာနေပြီးတော့ဘိုရိုတိုတို့ကိုတော့မနှောက်ယှက်ဖို့ပြောနေပါသေးတယ်။စာညက်တဲ့ကျောင်းသားတယောက်ကအခုလိုစာကြိုးစားနေတာဟာအထူးဆန်းပဲမဟုတ်လား။ဘိုရိုတိုကတော့အငြိမ်မနေပဲအီဝါရီနားမလည်တဲ့စာတွေကိုပါလာပြီးရှင်းပြပေးနေပါသေးတယ်။ဒါကိုကြည့်နေတဲ့မစ်ဆူကီတယောက်ကတော့ဘိုရိုတိုတို့ကိုစိတ်ဝင်စားပြီးစိတ်ဝင်စားနေပါပြီ။ဒါကိုသိရဖို့မစ်ဆူကီတယောက်အီဝါရီစီကိုလည်းတွားပြီးဘိုရိုတိုအကြောင်းမေးပါတယ်။ဒီလိုနဲ့တွေးသမျှလူကိုဘိုရိုတိုအကြောင်းမေးလာလိုက်တာသူလိုချင်တဲ့အဖြစ်မရပဲရှိနေချိန်ကျောင်းဆင်းတော့ဟိုလူမေဒီလူမေလုံးနေတဲ့မစ်ဆူကီကိုသတိထားမိတဲ့အင်နိုဂျင်တယောက်ရှင်းပြတော့မှသေချာနားလဲပါတော့တယ်။တကယ်တော့အားလုံးကဘိုရိုတိုနားမှာရှိနေတာဟာသူ့ရဲ့အရေးချင်းတွေဘာတွေကြောင့်မဟုတ်ပဲသူ့ရဲ့တောဝမှုကြောင့်သာဖြစ်ပါတယ်။အင်နိုဂျင်ဆိုတဲ့တောဝမှုဆိုတာအန်နီယေကိုအလေးမထားပဲတငယ်ချင်းတွေကိုကူညီတာပြဿနာတွေဖန်တီးမိစေပေမဲ့ယုံကြည်တာကိုပဲဆက်လုပ်နေတာစရတွေဖြစ်ပါတယ်။ဒီလိုနဲ့မစ်ဆူကီကဆေးရုံတက်နေရတဲ့အတန်းကောင်းဆောင်ဆူမီရဲကိုတွားမေးပြန်ပါတယ်။ဆူမီရဲကတော့သူဟာဘိုရိုတိုကြောင့်ဖြစ်တဲ့ပြဿနာတွေကိုကြောက်ပေမဲ့သူရှိတော့တမျိုးလေးပြောစရာကောင်းတာပဲလို့မြင်ပါတယ်။ဒီလိုနဲ့မစ်ဆူကီရဲ့မိဘတွေကိုမေးရကနေဆူမီရဲလည်းမိဘတွေမရှိတယ်လို့အဖေကလည်းနင်ဂျာတယောက်ဆိုတာသိလိုက်ရပါတယ်။နောက်ဆုံးအနေနဲ့မစ်ဆူကီကအခုလိုတိုက်ခိုက်ခံရတာကိုဘယ်လိုခံစားရလဲလို့မေးတော့ဆူမီရဲကဒါတွေအားလုံးအမြန်ပဲပြီးသွားကြပါတယ်လို့သာပြောနိုင်ပါတော့တယ်။မစ်ဆူကီကလူတွေကဘာလို့ဘိုရိုတိုနားမှာရှိကြလဲဆိုတာကိုနားလည်သွားပြီဖြစ်လို့နောက်နေ့မှာသူလည်းဘိုရိုတိုနားမှာရှိနေရတာကိုပြောတတ်သွားပြီဖြစ်ပါတယ်။ပြောတတ်သွားရုံနဲ့မဟုတ်ပဲဘိုရိုတိုတို့အိမ်ကိုပါလိုက်လဲပါတော့တယ်။အိမ်မှာတော့ဟီနာတာတယောက်ဟင်းတွေအများကြီးချက်ထားပြီးတော့မစ်ဆူကီကိုအခန့်နဲ့ပြင်နာရီတိုလည်းဒီညပြန်လာမှာပါ။ဘိုရိုတိုကတော့မစ်ဆူကီရှိနေလို့မပြောရအောင်စောင့်ပေမဲ့အခုလိုအခြေအနေမျိုးမှာဖခင်ပြန်လာတာကိုမကြိုက်တဲ့သားရဲ့လို့ရှိမှမရှိတာပဲဗျာ။ဒီလိုနဲ့မစ်ဆူကီကိုသူ့အခန်းထဲလိုက်ပြပြီးမစ်ဆူကီကတော့ဘိုရိုတိုရဲ့သူ့အဖေပေါ်သဘောထားနဲ့စိတ်ထားကိုလိုက်ပြီးအကဲဖြတ်နေပါတယ်။ဘိုရိုတိုကဖခင်ကိုအပြင်းကြီးရဲ့လူကိုကြီးလို့သာမြင်နေပေမဲ့တကယ်တမ်းမှာအဖေကဟိုကာကဲဖြစ်နေတာကိုလက်ခံဖို့ခက်ခဲနေတာဖြစ်ကြောင်းမစ်ဆူကီတယောက်နားလေစာပြုလာပါပြီ။ဒီလိုနဲ့သူတို့ထမင်းစားနေချိန်နာရီတိုပြန်လာတာကြောင့်နာရီတိုနဲ့မစ်ဆူကီမိတ်ဆက်ဖြစ်ကြပါတယ်။ဒီမှာကြည်နူးစရာလေးကနာရီတိုတယောက်အိမ်မှာဟင်းတွေချက်ထားတာသိပေမဲ့အပြင်ကပြန်လာတော့စားစရာလေးတစ်ခုဝယ်လာပေးတာပါပဲ။ဒီလိုနဲ့ပြပြပပစားမဲ့လုံတုံးမှာဟိုကာကဲရုံးကတရင်ဝင်လာပြီးမကောင်းဆိုးဝါးချက်ကရာတွေအများကြီးချီရခံမိတာကြောင့်နာရီတိုတယောက်အရေးပေါ်ပြန်ရပါတော့မယ်။ဘိုရိုတိုကတော့လက်မခံမဲ့စိတ်ဆိုးကအိမ်ပြေးထွက်သွားတာကြောင့်မစ်ဆူကီတယောက်နောက်ကလိုက်ရပါပြီ။တနေရာရောက်တော့မစ်ဆူကီကဘိုရိုတိုတို့ကိုနှစ်သိမ့်ပေးရင်ဘိုရိုတိုတယောက်သူ့ကိုယ်တိုင်အဖေးပေါ်ထားတဲ့စိတ်ရင်းကိုထုတ်ပြောလိုက်ပါတယ်။တကယ်တော့ဘိုရိုတိုဟာဟိုကာကဲဖြစ်သွားပြီးမှသူတို့ကိုအချိန်မပေးတော့တဲ့အဖေကိုမုန်းကြောင်းဒါကြောင့်ပဲသူကအဖေနဲ့မတူအောင်တငယ်ချင်းတွေကိုဘယ်တော့မှမစွန့်ပစ်သွားတာဖြစ်ကြောင်းပြပလိုက်ပါတယ်။ဒီစကားကတစ်ချိန်ကမစ်ဆူကီဖန်မြွန်ထဲကထွက်လာချိန်သူ့ကိုဖန်တီးခဲ့တဲ့သူပြောတဲ့စကားနဲ့တူနေရကြောင့်မစ်ဆူကီတယောက်ဘိုရိုတိုကိုအပြည့်အဝလက်ခံလိုက်ပါပြီ။ဒီနေရာမှာရှင်းပြတာကမစ်ဆူကီကိုဖန်တီးခဲ့တဲ့အရေးနှစ်ခုမှာတယောက်က
အိုရိုချီမာရိုဖြစ်တဲ့ဆိုတာကိုပြနေတဲ့အရေးရဲ့အတန်ရေကိုနားထောင်ပြီးကျွန်တော်တို့သိနေရပါပြီအတန်ကတော့ထည့်ပေးလို့မရလို့ထည့်မပေးတော့ပါဘူးအဲ့နောက်မီဆူကီကအရေးချကရာနောက်ွယ်ရသူကိုသူတိကြောင်ဘိုရိုတိုတို့ကိုပြောပြလိုက်ပါတယ်အဲ့ဒီချိန်အတန်းကောင်းဆောင်ကတော့သူမရဲ့ဆေးရုံကလေးပေါ်မှာရှိမနေတော့ပါဘူးအပိုင်းစားမှာတော့ဆိုင်တယောက်ဒီကိစ္စကိုကြိုးကိုက်နေရလို့ထင်ရတဲ့အမ်ဘူအဖွဲ့ဝင်ဟောင်းတယောက်ရဲ့နေအိမ်ကိုဝင်စစ်ဆေးနေပါတယ်ဆိုင်တို့ရောက်လာချိန်မှာတော့တရက်ခန့်ဟာတည်ပြီးလို့အယိုးပဲကြံခဲ့ပါပြီသူ့နာမည်ကတော့တန်နိုဂီရှီဂါရာကီဖြစ်ပြီးသူဟာအမ်ဘူအဖွဲ့ရဲ့တိတ်တော်တဲ့သုတေသနပညာရှင်ဖြစ်ပြီးဒက်ဇွန်နဲ့အနီးကပ်နေထိုင်ပြီးအီရှီရာမာဆယ်ရီနဲ့လက်နက်တစ်ခုဖန်တီးခဲ့သူဟာအခုချိန်ထိသူဟာလက်မလျှော့သေးပဲဖန်တီးနေကြတာဖြစ်ပါတယ်သူ့ရဲ့ဇပွဲပေါ်မှာသူနဲ့ကောင်မလေးတယောက်အတူတူရိုက်ထားတဲ့ပုံရှိနေပြီးဆိုင်ကဒါကြောင့်ပဲပြဿနာတွေကအကယ်ဒမီကစတာကိုလို့ရည်ရွယ်လိုက်ပါတယ်တစ်ဖက်မှာတော့မီဆူကီယာဘိုရိုတိုတို့ကိုသူကတကယ်တော့ဘိုရိုတိုတို့ကိုသူ့ရဲ့နေမင်းဟုတ်လားသိချင်တာကြောင့်လေးလံနေရဖြစ်ကြောင်းပြောပြပြီးတရခန်ကအတန်းကောင်းဆောင်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီမှာပဲမီဆူကီနဲ့ဘိုရိုတိုရဲ့နေမင်းကြီးဇလန်းစပါပြီဒါပေမဲ့ဘိုရိုတိုကတော့တကယ်ချင်းကိုစွန့်မပစ်ပဲစူမီပြလောက်တာမယုံနိုင်ပါဘူးနိုင်တိုကတော့ဟိုကာကဲရုံးခန်းကိုပြန်ရောက်နေပြီးရှီကာမာရူကစိုင်ပေးတဲ့တဲ့ရင်ရတရခန်ဟာစူမီပဲဖြစ်ကြောင်းနဲ့ရွာရဲ့အဖွဲ့အစည်းတွေကအမ်ဘူနဲ့ပတ်သက်တဲ့သူတွေကိုတေချာမစစ်ဆေးပဲလက်ခံလို့အဖြစ်ပြောနေရလို့ဆိုပါတယ်ဒီစကားကိုအခန်းဝါကနေအဲ့လိုမစစ်ဆေးဖို့ငါနဲ့ပစ္စမမြောက်ဟိုကာကဲကစုံဖြတ်ခဲ့ရလေလို့လမ်းချိပါလိုက်တဲ့သူကတော့ကျွန်တော်တို့ရဲ့လူပြိုကြီး6ယောက်မြောက်ဟိုကာကဲခါတာတဲ့ကာကာရှိပဲဖြစ်ပါတယ်ခါကာရှိကသူတို့ကအမ်ဘူမျိုးဆက်တွေကိုမစုံစမ်းစေတဲ့ဟာတကယ်လို့ပြဿနာတွေရှိလာရင်ဒီလူတွေပဲထင်နေကြမှာဆိုတော့ကြောင့်ဖုံးကွယ်ပေးထားခဲ့တာဖြစ်ပါတယ်ရှီကတိုင်းကခါကာရှိပါလို့ရောက်လာလဲမေးတော့ခါကာရှိကသူ့ဟာသူရေဘူးဆန်းမှာအေးဆေးပစ်စင်ယူထားခြင်းပဲမဲ့ဟန်ဆိုနဲ့ပတ်သက်တာတွေကိုချီရခံမိရကြောင့်လိုက်လံစုံစမ်းရင်ဟန်ဆိုရဲ့လက်နက် project တစ်ခုဖြစ်တဲ့ဂိုဂူတန်နိုဟာစူမီရဲကြောကုန်းမှာချိတ်ပိတ်ထားကြောင်းသိလိုက်ရတာကြောင့်ရောက်လာရတာဖြစ်ပါတယ်ဂိုဇူတန်နိုကတော့ရှင်းပြရခတ်တာကြောင့်တခြား dimension မှာရှိတဲ့ကဘာပြက်လက်နက်လို့သိထားရင်လုံလောက်ပါပြီချာကရာဆောက်ယူနေတာဟာလည်းအဲ့ဒီလက်နက်ကိုတက်သွင်းပေးဖို့ဂျားကန်ဖြစ်တဲ့ new တက်တော်ဝါကိုချာကရာစုပေးနေရဖြစ်ပါတယ်ဆိုင်ကတော့ရွာကိုပတ်ပြီးစူမီရဲကိုလိုက်ရှာနေပါပြီတချိန်ကအမ်ဘူတယောက်ဖြစ်ခဲ့တာကြောင့်အခုကိစ္စကြောင့်အမ်ဘူဟောင်းတွေရဲ့လုံခြုံရေးမထိခိုက်စေချင်တာကြောင့်အသေးအံစူးစမ်းနေတာပါဒီလိုနဲ့လိုက်ရှာနေရအဖွဲ့ကမျက်နှာဖုံးဝဲလူကိုရှာတွေ့သွားကြပြီးဝိုင်းတက်လိုက်ကြပါတယ်ဒါပေမဲ့စူမီရဲကပြန်တိုက်ခိုက်ပြီးနှစ်ကွက်လောက်ပြနေတော့ဆိုင်တယောက်ရောက်လာကမင်းလားကွကြမ်းပြကျင်နေတဲ့ new generation ဆိုပြီးနရင်တစ်ချက်ရိုက်မှာပဲစူမီရဲမှောက်သွားပါပြီဖမ်းခေါ်သွားဖို့အလုံးမှာပဲစူမီရဲကတကွက်ပြန်ပြပြီး new ကိုဆင်းခေါ်လိုက်တာကြောင့်ဆိုင်တယောက်ပြတဲ့အကွက်ပဲကြည့်နေလိုက်ရပါတယ်အဲ့ဒီချိန်ခလန်လန်ကပန်းချန်တစ်ခုကပောက်ကွဲတာတစ်ခုကိုနိုင်တိုတို့ကိုရောမယုံကြည်နေတဲ့ဘိုရိုတိုပါကြားလိုက်ရပါတယ်ဘိုရိုတိုကတော့ဒါတော့ကိုယ်တိုင်တီးပြပြီးမှလက်ခံမှာဖြစ်လို့ပြဿနာဖြစ်ရစီကိုထွက်လာပါပြီနျူးကတော့စတင်ပေါ်ထွက်လာပါပြီနျူးရဲ့ရုပ်ကတော့ချင်းသေးတစ်ဖြစ်လဲမွေအမီးနဲ့ကြားတဲ့ကောင်လို့ပြောရမှာပါပဲခါခါရှင်နဲ့ဆိုင်တို့ရောက်လာပြီးတိုက်ခိုက်ပေမဲ့နျူးကချာကရာဆုပ်နိုင်တာကြောင့်တိတ်တိုးလို့မရဘူးဖြစ်နေပါတယ်အဲ့ဒီချိန်မီဆူကီနဲ့ဘိုရိုတိုကရောက်လာပြီးမြေနေရရှိရောက်တော့မီဆူကီကဘိုရိုတိုတို့ကိုရွေးစရာနှစ်ခုရှိပြီးအတန်းကောင်းဆောင်ကိုတက်ပြီးတရားလုံးကိုကယ်မလားတရားလုံးကိုတေးစီပြီးအတန်းကောင်းဆောင်ကိုကယ်မလားရွေးခိုင်းတော့ဘိုရိုတိုကစဉ်းစားစရာမလိုဘူးနှစ်ဖက်လုံးကိုကယ်မှာပေါ့လို့ပြောလိုက်ပါတယ်ဒီစကားကြောင့်မီဆူကီအံ့ဩသွားရင်မဲ့ဒီတစ်ခါမှာတော့ငါကူညီပေးပါမယ်ဆိုပြီးဘိုရိုတိုတို့ကိုချုပ်ထားခဲ့ပြီးအတန်းကောင်းဆောင်ကိုတက်ဖို့ထွက်သွားပါပြီဒါပေမဲ့ဘိုရိုတိုတယောက်လွတ်သွားနိုင်ပြီးတော့အတန်းကောင်းဆောင်ရှိတဲ့နေရာကိုလည်းသူ့ရဲ့မျက်လုံးကိုသုံးပြီးရှာနိုင်သွားတာကြောင့်လိုက်သွားပါတယ်နျူးကတော့ချက်ကရာဆိုးယူပြီးကြီးတစ်ထက်ကြီးလာတာကြောင့်ထိန်းရခတ်နေချိန်နိုင်တိုရောက်လာကကူရာမာဖို့ကြီးဖွင့်ပြီး6တော့ကန်နီးမှာပဲကာကာရှိကမင်းရဲ့အဆုံးမရှိတဲ့ချက်ခွာရတာနူးရသွားရင်ဘလို့မှတားမရတော့ဘူးလို့ပြောလိုက်တာကြောင့်ကူရာမာမို့လည်းခဏပဲမြင်လိုက်ရပါတယ်တကယ်တော့နျူးကိုသုံးတဲ့အကြံဟာချက်ခွာအများကြီးစုံမယ်များသွားရင်နျူးကိုဖောက်ခွဲပစ်ပြီးအရာအလုံးကိုဖျက်ဆီးဖို့ပါတစ်ဖက်မှာတော့မီဆူကီယာစူမီရဲကိုတိုက်ပြီးတပ်မလို့လုံနေအောင်ပါပဲဘိုရိုတိုရောက်လာပြီးနှစ်ယောက်လုံးကိုတရားဟောပါတော့တယ်ဘလို့ဟောမရပဲတယောက်နဲ့တယောက်တပ်ဖို့လုံးနေရလို့ဂျာကနေတငယ်ချင်းနှစ်ယောက်ရဲ့ဓာတ်ကိုဝင်ပြီးတားလိုက်ချိန်မှာပဲသူ့ရဲ့မျက်လုံးကပွင့်သွားပြီးဒီတစ်ခါတော့ထူးခြားတဲ့ဆွမ်းအားတစ်ခုသုံးလိုက်ပါတယ်ဒါကတော့အချိန်နေရာပြောင်းကျစ်စုဖြစ်ပြီးတိတ်ကိုအစွမ်းတက်ပြီးလက်ရှိနင်ဂျာတွေလည်းသုံးနိုင်တာဘိုရိုတိုတယောက်ပဲရှိပါသေးတယ်ဒီကျစ်စုကြောင့်ပဲမနေထိန်နေရတဲ့နျူးကို dimension တစ်ခုတည်းကိုဆွဲခေါ်သွားပါတယ်ဒါကိုမြင်လိုက်ရတဲ့နိုင်ရတိုတို့ကတော့ဘာလို့ကမှမသိဖြစ်နေပါပြီနျူးပါသွားတာကိုမြင်တဲ့အတန်းကောင်းဆောင်ကလည်းအောင်မြင်သွားအောင်သူ့ချက်ကရာကိုပါယူလိုက်ဖို့ပြောနေချိန်ဖြစ်တာကြောင့်နျူးနဲ့အတူသူ့ဘာ dimension နဲ့ပါသွားပါပြီဒါကိုဘိုရိုတိုကလည်းအတန်းကောင်းဆောင်ကိုကယ်ဖို့ဆိုပြီးလိုက်သွားတာကြောင့်နေမင်းကြီးပါသွားတော့မီဆူကီလည်းပါသွားရပါပြီအခုဆိုရင်တခြား dimension တစ်ခုထဲမှာဘိုရိုတိုမီဆူကီမီဆူရဲနဲ့နျူးတို့ရှိနေကြပါပြီသူတို့ကိုကယ်နိုင်တာကတော့သူတို့ကိုယ်တိုင်ပဲဖြစ်ပြီးမနှက်ဖြန်မှာတော့ဒီအက်ရဲ့ဇာတ်သိန်းကိုကြည့်ရမှာဖြစ်ပါတယ်ပြန်တွေးကြတာပေါ့